သူ့နာမည်ကြားတာနဲ့တင်စိတ်မသက်မသာဖြစ်ဘူးလားဒါဆိုမင်းကသူနဲ့မမြင်တာနဲ့ပြိုင်ပွဲတစ်ခုတည်းကိုဝင်နေပါပြီဘဝကိုပြိုင်ပွဲလို့သတ်မှတ်ထားသမျှမင်းစိတ်ကအကျဉ်းသားပါပဲအားလုံးပဲမင်္ဂလာပါခင်ဗျာစောင်းစာပေလူမိတ်ဆွေ Facebook Page ကနေကြိုဆိုလိုက်ပါတယ်ကိုသူများထက်တာနေတယ်လို့ထင်တဲ့အထင်ကကိုယ်တိုင်ကသူများနဲ့လိုက်ရှင်နေလို့ပါပဲရှင်ပြိုင်ခြင်းရဲ့နောက်မှာကိုယ်စိတ်ကိုပူလောင်စေတဲ့အငွေ့တန်လေးကပ်ပါလာတတ်တယ်။ပြိုင်ဆိုင်နေဆိုတာမျိုးကကိုယ့်အပြင်တခြားတစ်ယောက်ကိုပါကိုယ်စိတ်ထဲမှာလိုက်ထည့်ပေးနေရတာမျိုးပါပဲ။ကိုယ့်ထက်သူကတာသွားမလားဆိုတဲ့အတွေးနဲ့ကိုယ်နဲ့ဘာမှမသက်ဆိုင်တဲ့လူကိုစိတ်ထဲမှာအချိန်နဲ့အမျှထည့်ထားတဲ့အခါကိုရမယ့်ရလက်ကတောကရီဖြစ်လာတယ်။လူနာမည်ကြားလာတဲ့စိတ်ထဲမှာနေမသိထိုင်မသာဖြစ်မယ်။နေရထိုင်ရခက်မယ်။ဒါကြောင့်ဘယ်သူနဲ့မှမပြိုင်တာပဲပိုကောင်းပါတယ်ဘယ်လိုအခြေအနေမျိုးတွေမှာပဲဖြစ်ဖြစ်ဘယ်လိုအခက်ခဲတွေကြားမှာပဲဖြစ်ဖြစ်ဘဝကိုပြိုင်ပွဲလို့သတ်မှတ်နေသမျှကိုယ်စိတ်ကိုအချင်းချရပဲကြပါတယ်ကိုယ့်ထက်ပိုကောင်းပိုတာနေတဲ့သူတွေ့တိုင်းစိတ်နှလုံးနှစ်ပြီးဝမ်းသာပေးလိုက်ပါတကယ်တမ်းသူတို့ဟာကိုယ့်ထက်တာခြင်းလဲတာမယ်တော်ခြင်းလဲတော်မယ်အနိုင်လိုချိတ်ပြိုင်ဆိုင်ခြင်းနဲ့စိတ်ကမအေးချမ်းပါဘူးနိုင်တဲ့အခါဂုံမောက်မယ်မြောက်ကြွဖြစ်မယ်ရှုံးတဲ့အခါစိတ်ညစ်မယ်စိတ်တက်ကြမယ်ဒါကြောင့်ကိုနဲ့ပဲပြိုင်ပါကိုကစီကံမဲတဲ့သူလားဒါဆိုရင်စီကံရှိအောင်နေပါကိုကစိတ်တက်ပြောညံ့သူလားဒါဆိုရင်စိတ်တက်တန်မအောင်လုပ်ပါဘယ်သူနဲ့မှအဖက်လုပ်ပြီးပြိုင်နေစရာမလိုပါဘူးဒီကနေ့ကစပြီးကိုနဲ့ပဲပြိုင်မယ်ဆိုရင်ပြိုင်မယ်လို့ခေါင်းမှမှာရေးခဲ့ပေးပါခင်ဗျာ